ဟုတ်ကဲ့အခုဗီဒီယိုမှာတော့ကျွန်တော်တို့ basic level engineer ရဲ့ကျွန်တော်တို့ code တိုင်တဲ့25ဖြစ်တဲ့ကျွန်တော်တို့တိုက်ရောက် entity ပေါ့နော် entity ကျွန်တော်တို့ level အတွက် translation အကြောင်းကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ level အတွက် translation ပေါ့နော်ဒီက level အတွက် translation မှာကျွန်တော်တို့ဒီအခုဒီမှာဆိုရင်ကျွန်တော်တို့ static entity ပေါ့နော် level အတွက် translation အရင်ဆုံးပေါ်ပေါက်လာပါပေါ့နော် level အတွက် translation ဒီကျွန်တော်တို့ IPv4 address တွေပေါ့နော် IPv4 address တွေကျွန်တော်တို့မလောက်တော့ဘူးပေါ့နော်သက်ဆိုင်ရာကျွန်တော်သုံးနေတဲ့ဒါကဘာလုံးမှာသုံးနေတဲ့ IP အရေးအတွက်တွေဒီကျွန်တော်တို့ public IP အရေးအတွက်တွေဒီမလောက်တော့အတွက်ကျွန်တော်တို့ဒီ solution တွေရှာကြတယ်ပေါ့နော် solution ထဲမှာဆိုရင်ကျွန်တော်တို့ဒီ temporary solution ဒီကျွန်တော်တို့က private IP အများကြီးကိုကျွန်တော်တို့ public IP နဲ့ကျွန်တော်တို့အနေငယ်နဲ့သုံးနိုင်တယ်ဆိုရင်ပေါ့နော်ကျွန်တော် public IP ရဲ့ကျွန်တော်အသုံးပြုမှုကျွန်တော် short ချနိုင်တယ်ဆိုတော့ပုံစံမျိုးပေါ့နော် short ချနိုင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ private IP တွေကိုကျွန်တော်တို့အတန်းတစ်ခုစီရအောင်ဆွဲဆန့်နိုင်တယ်ပေါ့နော်ဒါကတော့ temporary solution ဖြစ်ပါတယ်အဲ့တော့ permanent solution ကတော့ကျွန်တော်တို့ IPv6 ချိန်တာပေါ့နော် IPv6 ကတော့လက်ရှိမှာကျွန်တော်တို့မချိန်နိုင်သေးဘူးဆိုတာဒီကျွန်တော်တို့ဒီဘက်မြန်မာနိုင်ငံအနေနဲ့ကတော့ကျွန်တော်တို့ IPv6 ကိုတိတ်ပြီးသုံးလို့မရသေးဘူးပေါ့နော်ဘာလို့သုံးလို့မရသေးဘူးဆိုရင်ကျွန်တော်တို့လက်ရှိရှိနေတဲ့ကျွန်တော်တို့ old device တွေပေါ့နော် legacy လို့လည်းခေါ်တာပေါ့နော် legacy device တွေရှိနေသေးတယ် IPv4 ကိုပဲနားလည်ပြီးတော့ v6 ကိုနားမလည်သေးတဲ့ device တွေလည်းရှိတာလည်းပါတယ်လို့ကျွန်တော်တို့တခြားတော့ဒါလုံးလို့မရတဲ့အကြောင်းအရာတွေရှိပါပေါ့နော်အဲ့တော့ဒီက IPv6 ကိုကျွန်တော်တို့ကချိန်မယ်ဆိုရင်ကျွန်တော်တို့ဒီကကျွန်တော်တို့သုံးတယ်နောက်မှာသုံးတဲ့ device တွေရောကျွန်တော်တို့ device တွေရောကျွန်တော်တို့မပြောရမလဲဆိုလို့ရှိရင်ရှိသမျှကျွန်တော်တို့ device တွေပေါ့နော်နောက်မှာကျွန်တော်တို့ router တွေ switch တွေရှိတယ်ဆိုရင်ကျွန်တော်တို့ IPv6 တွေအကုန်လုံးကိုလည်းကျွန်တော်တို့ကဒါ support လုပ်ရမှာနော်ဒါမှသာနေပဲကျွန်တော်တို့က IPv6 ကိုပြောင်းနိုင်အဲ့တော့ IPv6 ကျွန်တော်တို့မပြောင်းနိုင်ခြင်းမှာကျွန်တော်တို့က entity ဆိုတာကိုကျွန်တော်တို့သုံးတယ်ပေါ့နော်အဲ့တော့ entity မှာကျွန်တော်တို့က static entity dynamic entity ကျွန်တော်တို့ PAT ပေါ့နော်ဒါ forအတွက် translation ပေါ့နော် for အတွက် translation PAT ပေါ့နော်အဲ့တော့ static entity ပေါ့နော်ပထမဆုံးလည်းကျွန်တော် static entity ပေါ့ static entity ကဘာလဲဆိုတော့ static entity ဒီကျွန်တော်တို့192.168.0.1 0.2 0.3 0.4ဒါကတော့ private IP ပေါ့နော် private IP တွေမှာ public IP 200.200.200.1 200.2 200.3 200.4အဲ့တော့ public IP ၄ခုကျွန်တော်ဒီ private IP ၄ခုရှိတယ်ပေါ့နော်အဲ့လိုခြေလေးမျိုးမှာဆိုရင်သူကဘာလဲဆိုတော့သူကဘယ်လိုလုပ်လဲဆိုတော့ 192.168.0.1 ဒီ 200.200.200.1 နဲ့ translate လုပ်အဲ့တော့ 192.168.0.2 ဒီ 200.200.200.2 192.168.0.3 ဒီ 200.200.200.3 192.168.0.4 ဒီ 200.200.200.4 ဒါမျိုးကျွန်တော်တို့ 1 to 1မပင်ပေါ့နော်1 to 1အဓိကတွဲပေးထားတာဒီကျွန်တော်တို့ static entity ဖြစ်ပါတယ်အဲ့တော့ static entity မှာကျွန်တော်တို့ကောင်းကျိုးဆိုတဲ့ကျွန်တော်တို့အဓိကကျွန်တော်တို့ static entity တိတ်ပြီးမသုံးရတဲ့အကြောင်းရင်းပေါ့နော်သုံးရတဲ့အကြောင်းရင်းပါတယ်ဆို private IP တခု public IP တခုဆိုတော့ကျွန်တော်တို့ public IP ရဲ့ကျွန်တော်တို့သုံးစွဲမှုပမာဏကိုအရင်ကြီးကျွန်တော်တို့ချော့ချလို့မရဘူးပေါ့နော်မချော့ချနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့ဘာဒီမှာ server ရှိတယ်ပေါ့နော် 192.168.0.1 ကျွန်တော် public ကနေပြီးတော့ 200.200.200.1 ဆိုတဲ့ IP ကိုရိုက်ထည့်လိုက်တာ ਨੇ ဒီ public ကနော် public ကနေရိုက်ထည့်လိုက်တာ ਨੇ ဒီ 192.168.0.1 ဆိုတဲ့ IP လေးကိုကျွန်တော်တို့ forward တွန်းတယ်ပေါ့နော် forward တွန်းခြင်းလဲ forward ပါနော် forward တွန်းခြင်းတဲ့အခြေအနေမျိုးမှာဆိုရင်တော့ကျွန်တော်တို့ကဒီ static leg ကိုသုံးတယ်ပေါ့နော် static leg ကိုဒီလိုအခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့သုံးပါတယ်အဲ့တော့ static leg လည်းကျွန်တော်တို့အတွက်အရင်ကြီးဒါအဆင်မပြေဘူးပေါ့နော်အရင်ကြီးအဆင်မပြေဘူးအရင်ကြီးအဆင်မပြေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာလဲဆိုတော့ static entity ပြီးတော့ကျွန်တော်တို့နောက်တစ်မျိုးအနေနဲ့နံပါတ်2 dynamic entity
dynamic entity မှာဆိုရင်သူကဘာဖြစ်လဲဆိုတော့ money to money ပေါ့နော် static မှာ 1 to 1သူက money to money အဲ့တော့ဘာလဲဆိုတော့သူက inside local IP ပေါ့နော်ဒါ private IP group ဒါဒီ public IP group အဲ့တော့သူက random ပေါ့နော် random လို့ random ဆိုတာဘာလဲဆိုတော့သူကဒီ public 192.1.0.1စီ 200.200.200.2 နဲ့ဖြစ်နိုင်တယ်လို့ဒါ4နဲ့လည်းဖြစ်နိုင်တယ်7နဲ့လည်းဖြစ်နိုင်တယ် 200.200.200.8 နဲ့လည်းဖြစ်နိုင်တယ်အဲ့တော့ public IP ကိုကျွန်တော်တို့ဒါ random ချပေးမှာပေါ့နော်ဒါ random ချပေးမှာကတော့ဘယ်လိုချပေးမလဲဆိုရင်သက်ဆိုင်ကျွန်တော်သုံးတဲ့ entity တဲ့ byte ပုံမှာလည်းမူတည်ပြီးကျွန်တော်တို့ configuration တွေလုပ်တဲ့အချိန်မှာလည်းဒါအများကြီးဒီဥစ္စာတွေထည့်ပြီးတော့ကျွန်တော်တို့ဒါစဉ်းစားလို့ရပါတယ်အဲ့တော့အဓိကကျွန်တော် dynamic entity မှာဒီကျွန်တော်တို့ private IP ၄ခုတည်သဘောတရားဖြစ်ပါနော်ဒါ private IP ၄ခုတည် public IP ၄ခုနဲ့ဒါ random ပေါ့နော်ခုန static လိုမျိုးကျွန်တော်တို့တွဲမနေဘူးပေါ့နော်ဒီ private IP ဒီ public IP ပဲဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးတွဲပြီးတာဖြစ်တဲ့အတွက်ဒါ dynamic entity လည်းကျွန်တော်တို့အရင်အစဉ်ပြေနေတဲ့အထက်မှာပါဘူးပေါ့နော်အဲဒီကကျွန်တော်တို့ဗာလဲဆိုတော့ public IP ကျွန်တော်တို့သုံးစွဲမှုကိုကျွန်တော်တို့မလျှော့ချနိုင်ဘူးပေါ့နော်မလျှော့ချနိုင်ဘူးအဆော့ချနိုင်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုတော့အဲ့ဒါ PAD ပေါ့နော် PAD forward translation သူ entity overload လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ forward translation ကြတော့ကျွန်တော်တို့ဒါ private IP ၄ခုเนาะ private IP ၄ခုကိုသူဒီ port number လေးတွေပေါ့နော်192.168.0.1ဒီ port number 18 192.168.0.2ဒီ port number 19ပေါ့နော်0.3ဒီ20 192.168.0.4ဒီ21အဲ့21ကိုကျွန်တော်ဒီမှာဘယ်လိုလဲဆိုတော့ 200.200.200.1 ဆိုတဲ့ public IP တခုတည်းနဲ့ဒါတွေအကုန်လုံးကျွန်တော် translate လုပ်ပြီးပါတော့ translate လုပ်ပြီးတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ public IP တခုတည်းနဲ့ကျွန်တော်တို့ private IP အများကြီးကို translate လုပ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ရည်ရွယ်ချက်ဖြစ်တဲ့ private IP ကို sorry public IP ကိုကျွန်တော်တို့အများကြီး short ချနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့် PAD ကတော့ကျွန်တော်တို့ဒါအသုံးအများဆုံးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ public IP ကိုကျွန်တော်တို့ချော့ချပေးနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ PAD ကြီးဒါအသုံးများဆုံးဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ entity type မှာကျွန်တော်တို့၃မျိုးရှိတယ်ပေါ့နော် entity type မှာဆိုရင်ကျွန်တော်တို့ဒီ static entity ကျွန်တော်တို့ dynamic entity ဒါ PAD ပေါ့နော် PAD ဆိုပြီး၃မျိုးရှိအဲ့တော့ဒါ type က၃မျိုးကျွန်တော် nature အနေနဲ့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လို nature တွေမှာများသောအားဖြင့်သုံးလဲဆိုရင်ကျွန်တော်တို့ဒီ static entity တွေကျွန်တော်တို့ကများသောအားဖြင့်သုံးတာဒီ internet ပေါ့နော်ဒါ internet ကနေကျွန်တော်တို့ဒီသက်ဆိုင်ရာကျွန်တော်တို့ဒီလိုလာတယ်ဒါဒီ PC လိုမျိုးကိုကျွန်တော်တို့က 200.200.0.1 ဆိုတဲ့ public IP နဲ့ဝင်တဲ့အချိန်မျိုးမှာကျွန်တော်တို့က forward ပြန်တော့ပေးတဲ့အချိန်မျိုးပေါ့နော်အဲ့လိုအချိန်မျိုးဆိုရင်ကျွန်တော်တို့ရှိနေတဲ့ဒါ PC ချမ်းပေါ့နော်ကျွန်တော်တို့ရှိနေတဲ့ PC ချမ်းကိုကျွန်တော်တို့ဒီဆိုပေါ့နော်ဒါကျွန်တော်တို့မရှိတဲ့တခြားတစ်နေရာကိုကျွန်တော် destination လို့သတ်မှတ်မယ်ဆိုရင်သက်ဆိုင်ရာဒါအပြင်ကနေ destination ကနေလာတာပေါ့နော်သက်ဆိုင်ရာအပြင်ကလာတဲ့ public IP ကို private IP ကို translate လုပ်တယ်ပေါ့အဲ့လိုအခြေအနေမျိုးဆိုရင်သူ့ကိုကျွန်တော်တို့ destination entity ပေါ့နော် DNAT ပေါ့သူ့ရဲ့ nature ဒါ DNAT ပေါ့ DNAT လို့ကျွန်တော်တို့ပြောပါတယ်ကျွန်တော်အဲ့ဒါပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ dynamic entity ကျတော့ကျွန်တော်တို့ကများသောအားဖြင့်သုံးမယ်ဆိုရင် dynamic entity ကိုကျွန်တော်တို့ဒီကိုယ်မှာရှိနေတဲ့ကျွန်တော်တို့ကိုယ်ရဲ့ရှိတဲ့ source address တွေကိုကျွန်တော်တို့ဒီ translate လုပ်တာပါเนาะအပြင်ကိုထွက်ချင်တဲ့အခါမှာကျွန်တော်တို့သုံးပါတယ် internet ကိုထွက်ချင်တဲ့အခါမျိုးမှာကျွန်တော်သုံးတယ်အဲ့တော့သူဒီ dynamic ဒီ SRC net ပေါ့เนาะ SRC net ဘာလဲဆိုတော့ SRC net source address translation ဖြစ်ပါတယ်အဲ့တော့ PAD ဆိုတာဒီကျွန်တော် PAD ဒီလဲကျွန်တော်တို့ဒီဒါ source address ကို translate လုပ်တာပဲเนาะ PAD က source address ကို translate လုပ်တာပဲဖြစ်တဲ့အတွက်သူဒီ source entity nature အပြင်ကျွန်တော် source entity nature ဖြစ်ပါတယ်အဲ့တော့ entity မှာကျွန်တော်တို့က type 3 type ရှိတယ်ပေါ့နော် static entity ရှိမယ်ကျွန်တော်ပြီးတော့ dynamic entity ရှိမယ်ကျွန်တော်တို့ PAD ရှိမယ်ဒါအမျိုးအစားအဖြစ်3မျိုးကျွန်တော် nature အဖြစ်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီ dynamic destination
NAD ဒါဆိုရင် so NAD ပေါ့နော် so NAD ဆိုရတယ်ကျွန်တော် so NAD ကိုအတူကောက်ကတော့ SRC နဲ့ပေါ့နော်ဒါတော့ G နဲ့ပေါ့နော် GSC နဲ့ပေါ့ဒါမျိုးကျွန်တော်တို့ခေါ်ရပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ NAD နောက်အတွက် translation အကြောင်းကိုကျွန်တော်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါနောက်အတွက် translation ပေါ့နော် NAD ကျွန်တော်တို့ဘယ်လိုပဲကျွန်တော်တို့လုပ်ပေါ့နော် NAD ဘယ်လိုပဲလုပ်ပြီးတော့ကျွန်တော်တို့ IPv4 တွေကိုဘယ်လောက်ပဲ extend လုပ်တာတနေ့တစ်ချိန်မှာဆိုရင်တော့ကျွန်တော်တို့ IPv6 ကိုတော့ကျွန်တော်တို့ဒါမှဖြစ်မနေဒါသုံးရတော့မှာပေါ့နော် IPv6 သုံးဖို့အတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ IPv6 သုံးလို့ရှိရင်တော့ကျွန်တော်ဒီ NAD service တွေကဒါတိတ်ပြီးတော့ကျွန်တော်တို့အသုံးပြုတော့မှာမဟုတ်ပါဘူး NAD ကတော့ကျွန်တော်တို့ IPv4 address တွေကိုကျွန်တော်တို့ရေရှည်သုံးလို့ရအောင်ဒါ extend လုပ်ပြီးတဲ့ဒါ service တွေပေါ့နော် extend လုပ်ပြီးတဲ့ service တွေဖြစ်ပါ